အားလုံးပဲမင်္ဂလာပါ Wisdom Wave မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့နာမည်ကျော်စာရေးဆရာ Malcolm Gladwell ရဲ့ Outliers: The Story of Success ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဆိုရင်လူတစ်ယောက်ရဲ့အောင်မြင်မှုဆိုတာဘယ်ကလာတယ်လဲဆိုတဲ့မေးခွန်းကိုနက်နက်ရှိုင်းရှိုင်းထဲထဲဝင်ဝင်ရေးသားထားပါတယ်Outlier ဆိုတာပုံမှန်မဟုတ်ပဲထူးခြားအောင်မြင်သူတွေကိုဆိုလိုတာပါကျွန်တော်တို့အများစုကတော့အောင်မြင်မှုဆိုတာလူတစ်ယောက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးစူးစမ်းအားထုတ်မှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကြောင့်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့စာရေးသူကဒီအယူအဆကိုပြောင်းပြန်လှန်ပြီးပုံမနက်ရှိုင်းနဲ့ရှုထောင့်ကနေချင်းကပ်ထားပါတယ်။သူကလူတစ်ယောက်ရဲ့ပတ်ဝန်းကျင်ယဉ်ကျေးမှုနဲ့ဝေးဖွားရာအချိန်နဲ့အခွင့်အလမ်းတွေဟာအောင်မြင်မှုမှာဘလောက်အရေးပါတယ်လဲဆိုတာကိုခိုင်မာတဲ့အထောက်အထားတွေနဲ့ဖော်ပြထားပါတယ်။ဒီစာအုပ်ကကျွန်တော်တို့ရဲ့အောင်မြင်မှုအပေါ်ရှုမြင်ပုံကိုလုံးဝပြောင်းလဲသွားစေမှာဖြစ်ပါတယ်။ဒါဆိုရင်အောက်လာရစာအုပ်ထဲမှာဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေပါဝင်လဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ရအောင်ပါ။ဗီဒီယိုခေါင်းစဉ်အောက်ကမိုးကိုနှိပ်ပြီးတော့နှစ်သက်ရာအပိုင်းလိုက်လေးနားဆင်ကြည့်နိုင်ပါတယ်။အပိုင်းသစ်အခွင့်အလမ်းဒီအပိုင်းမှာ Gladwell ကအောင်မြင်မှုဟာတဦးချင်းစွမ်းရည်ထက်အခွင့်အလမ်းတွေနဲ့ဘလောက်ဆက်နွယ်နေလဲဆိုတာကိုဥပမာတွေသူတေသနတွေနဲ့ဖော်ပြထားပါတယ်။ပထမဦးစွာစာရေးသူက Metro Effect အကြောင်းကိုဆိုထားပါတယ်။ Metro Effect ဆိုတာကလူမှုရေးနဲ့စီးပွားရေးဆိုင်ရာသဘောတရားတစ်ခုဖြစ်ပြီးအားသာချက်ဒါမှမဟုတ်အရင်းမြစ်တွေပိုင်ဆိုင်ထားနေပြီးသားသူတွေဟာနောက်ပိုင်းမှာပိုပြီးအခွင့်အလမ်းတွေအောင်မြင်မှုတွေပုံမရရှိလာတတ်ပြီးမရှိတဲ့သူတွေကတော့နောက်ကောက်ကျန်ခဲ့ကပုံမနစ်နာတတ်တယ်ဆိုတဲ့အတိတ်ပဲပါကနေဒါနိုင်ငံကဟော်ကီကစားသမားတွေရဲ့ဖြစ်ရပ်ကိုဥပမာပေးထားပါတယ်။ဘာဖြစ်လို့ကနေဒါနိုင်ငံရဲ့ဟော်ကီအကျော်အမော်အများစုဟာဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်လတွေမှာမွေးဖွားသူတွေဖြစ်နေရတာလဲ။စာရေးသူရဲ့ရှင်းပြချက်ကတော့ကလေးဟော်ကီအဖွဲ့တွေဖွဲ့တဲ့အခါဇန်နဝါရီလ1ရက်နေ့ကိုအသက်ပိုင်းခြားတဲ့ရက်အဖြစ်သတ်မှတ်ထားလို့ပါပဲ။ဒါကြောင့်နေ့ရက်အစောပိုင်းမှာမွေးတဲ့ကလေးတွေဟာသူတို့ရဲ့အသက်တူအုပ်စုထဲမှာအသက်အကြီးဆုံးဖြစ်ပြီးကိုယ်ခန္ဓာပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကြွက်သားတန်မာမှုတွေမှာအခြားကလေးတွေထက်အနည်းငယ်သာလွန်နေပါတယ်။ဒီလိုအားသာချက်လေးကနေသူတို့ဟာလေ့ကျင့်ရေးအစီအစဉ်ကောင်းတွေနီးပြကောင်းတွေနဲ့အခွင့်အလမ်းတွေပိုရလာပါတယ်။ဒီလိုနဲ့အစပိုင်းမှာရတဲ့သေးငယ်တဲ့အားသာချက်လေးတွေဟာရှေးရှေးမှာကြီးမားတဲ့အောင်မြင်မှုတွေကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ Metro Effect ကိုမြင်သာအောင်ဥပမာပေးထားပါတယ်။နောက်တစ်ခုကတော့နိုင်1000စီးမြင်ဖြစ်ပါတယ်။ဒီအယူအဆကတော့အတော်လေးကိုနာမည်ကြီးပြီးစာရေးသူကိုလူသိများစေခဲ့တဲ့အချက်တွေထဲကတစ်ခုပါ။သူကကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ Bill Gates, Microsoft တည်ထောင်သူနာမည်ကျော် rock guitar အဖွဲ့ The Beatles နဲ့အခြားထူးချွန်သူတွေကိုလေ့လာပြီးသူတို့ဟာသူတို့ရဲ့နယ်ပယ်မှာထူးချွန်လာဖို့အတွက်အနည်းဆုံးနိုင်ပေါင်း1000ကြာလေ့ကျင့်မှုပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ဥပမာအားဖြင့် The Beatles အဖွဲ့ဟာဂျာမနီနိုင်ငံဟမ်ဘတ်မြို့မှာစတင်ဖျော်ဖြေစဉ်ကတရက်ကို8နာရီကနေ10နာရီအထိဖျော်ဖြေခဲ့ရပါတယ်။ဒီလိုပြင်းပြင်းထန်ထန်လေ့ကျင့်ဖျော်ဖြေခဲ့ကြတာကြောင့်သူတို့ရဲ့ဂီတစွမ်းရည်ဟာမယုံကြည်နိုင်လောက်အောင်တိုးတက်လာခဲ့ပါတယ်။ Bill Gates ကလည်းအသက်73နှစ်အရွယ်ကတည်းကကွန်ပျူတာပရိုဂရမ်တွေကိုရေးသားခဲ့ပြီးသူ့ဘဝရဲ့အစောပိုင်းနှစ်တွေမှာနိုင်ပေါင်းများစွာကွန်ပျူတာတွေနဲ့အချိန်ကုန်ခဲ့ပါတယ်။ဒါဟာသူတို့ရဲ့အထူးပြုနယ်ပယ်မှာနှစ်ရှည်လများနစ်မြုပ်လေ့ကျင့်မှုကြောင့်ဖြစ်ပေါ်လာတဲ့အောင်မြင်မှုတွေဖြစ်ပါတယ်။ဒီနိုင်1000စီးမြင့်ကစူးစမ်းမှုရဲ့အရေးပါပုံကိုမိမောင်းထိုးပြသလိုထူးချွန်မှုဆိုတာမွေးရပါရမီတစ်ခုတည်းမဟုတ်ပဲစနစ်တကျနဲ့အချိန်ယူလေ့ကျင့်မှုရဲ့ရလဒ်ဖြစ်ကြောင်းကိုဖော်ပြထားပါတယ်။မွေးရပါရမီရှိုံနဲ့မလုံလောက်ပဲမှန်ကန်တဲ့လေ့ကျင့်မှုအချိန်ပေးမှုနဲ့အခွင့်အလမ်းတွေပေါင်းစပ်မှသာထူးချွန်မှုဆိုတာဖြစ်ပေါ်လာနိုင်တယ်လို့စာရေးသူကဆိုပါတယ်။ဆက်လက်ပြီးစာရေးသူကဉာဏ်ရည်ဉာဏ်တွေ IQ တစ်ခုတည်းကအောင်မြင်မှုကိုအဆုံးဖြတ်ပေးတာမဟုတ်ကြောင်းထောက်ပြထားပါတယ်။အလွန်မြင့်မားတဲ့ IQ ရှိုံနဲ့မအောင်မြင်နိုင်ပဲလက်တွေ့ဘဝမှာအသုံးချတတ်တဲ့ဉာဏ်ရည် practical intelligence နဲ့လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည် social skill တွေကလည်းအရေးကြီးတယ်လို့ပြောထားပါတယ်။ဒီနေရာမှာ IQ အလွန်မြင့်မားတဲ့ Chris Lagan ရဲ့ဇာတ်လမ်းကိုလေ့လာကြည့်ကြရအောင်ပါ။ Lagan ဟာ
IQ 200နီးပါးရှိပြီးကမ္ဘာပေါ်မှာဉာဏ်အကောင်းဆုံးလူတွေထဲကတစ်ယောက်လို့သတ်မှတ်ခံရပေမဲ့လက်တွေ့ဘဝမှာအခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ပြီးတက္ကသိုလ်ပညာရေးကိုအဆုံးထိမသင်ယူနိုင်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူမိဘတွေဟာအလောက်ကျန်းသမားတွေဖြစ်ပြီးကလေးတွေကိုစာသင်ကျောင်းတက္ကသိုလ်စနစ်နဲ့ပတ်သက်ပြီးလဲညုံမှုမပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ဒီလိုနဲ့သူဟာစနစ်နဲ့လိုက်ရောညှိထွေဖြစ်အောင်နေထိုင်တတ်မှုအခွင့်အရေးတွေရှာဖွေတတ်မှုနဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေအားနည်းသွားခဲ့တာဖြစ်ပါတယ်လို့စာရေးသူကဆိုပါတယ်။စမ်းကျင်ဘတ်အနေနဲ့အနုမြူပုံတီထောင်သူရောဘတ်အိုပန်ဟိုင်မာရဲ့ဇာတ်လမ်းကိုဆက်လက်ဖော်ပြပေးထားပါတယ်။အိုပန်ဟိုင်မာဟာလန်ကန်လိုပဲထက်မြက်သူတဦးဖြစ်ပေမဲ့သူမိဘတွေဟာစာပေပညာတတ်များဖြစ်ပြီးသူ့ကိုကောင်းမွန်တဲ့ပညာရေးအခွင့်အလမ်းတွေလူမှုဆက်ဆံရေးစွမ်းရည်တွေစနစ်နဲ့ဘလို့ဆက်ဆံရမယ်ဆိုတဲ့နည်းလမ်းတွေကိုသင်ကြားပေးခဲ့ပါတယ်။ဒါကြောင့်အိုပန်ဟိုင်မာဟာလက်တွေ့ဉာဏ်ရည်နဲ့လူမှုရေးစွမ်းရည်တွေပုံမူပြည့်စုံတဲ့အတွက်အောင်မြင်မှုပိုရခဲ့တယ်လို့စာရေးသူကရှင်းပြထားပါတယ်။ဒါဟာအောင်မြင်မှုအတွက်ဉာဏ်ရည်တခုတည်းမဟုတ်ပဲဘတ်ဆောင်ဖွံ့ဖြိုးဖို့လိုအပ်တယ်ဆိုတာကိုဖော်ပြထားတာဖြစ်ပါတယ်။ထပ်မံပြီးစာရေးသူကထူးခြားအောင်မြင်တဲ့နယူးယောက်မြို့ကရှေ့နေကြီးဂျိုးရဲ့ဇာတ်လမ်းကိုတင်ပြပေးထားပါတယ်။ဂျိုးဟာဂျူးလူမျိုးဖြစ်ပြီးသူခေတ်ကာလတုန်းကနယူးယောက်မြို့မှာကြီးမားတဲ့ရှေ့နေကုမ္ပဏီတွေကဂျူးရှေ့နေတွေကိုခန့်အပ်ဖို့ဝင်လေးခဲ့ပါတယ်။ဒါကြောင့်ဂျူးရှေ့နေတွေဟာကုမ္ပဏီအသေးစားတွေမှာသာလုပ်ကင်ခဲ့ရပြီးအခြားရှေ့နေတွေမလုပ်ချင်တဲ့ corporate သိမ်းပိုက်မှု hostile takeovers တွေပြန်လည်ဖွဲ့စည်းမှု reorganization တွေနဲ့ပတ်သက်တဲ့ရှေ့နေလုပ်ငန်းတွေကိုလုပ်ကင်ခဲ့ရပါတယ်။1980ပြည့်လွန်နှစ်တွေမှာတော့ corporate သိမ်းပိုက်မှုတွေဟာအမေရိကန်စီးပွားရေးမှာအလွန်အရေးပါလာခဲ့ပြီးဂျိုးတို့ရဲ့အတွေ့အကြုံကအလွန်တန်ဖိုးရှိလာခဲ့ပါတယ်။ဒါကြောင့်ဂျိုးတို့လိုရှေ့နေတွေဟာသူတို့ရဲ့ရခင်ကဘယ်သူမှမလိုချင်တဲ့အတွေ့အကြုံကြောင့်အခွင့်အလမ်းကြီးကြီးမားမားရလာခဲ့ကြတာပါ။စာရေးသူကဂျိုးရဲ့အောင်မြင်မှုမှာသူမွေးဖွားခဲ့တဲ့နှစ်1930ပြည့်လွန်နှစ်များဟာအလွန်အရေးပါခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီခေတ်ကစီးပွားပြက်ကတ်ကြောင့်ကလေးမွေးနှုန်းနှဲခဲ့ပြီးသူတို့အရွယ်ရောက်တဲ့အခါအလုံးအကင်ရရှိဖို့ပြိုင်ဆိုင်မှုနေခဲ့ပါတယ်။ဒါအပြင်သူတို့ရဲ့လူမျိုးစုနောက်ခံဂျူးဖြစ်ခြင်းကသူတို့ကိုပုံမှန်ကုမ္ပဏီကြီးတွေစီကပိတ်ဆို့ထားခဲ့ပေမဲ့ဒီအခက်ခဲကပဲသူတို့ကိုအနာဂတ်မှာပုံမူလိုအပ်လာမယ့်နေပယ်ကိုဥတည်စေခဲ့ပါတယ်။ဒါဟာခေတ်ကာလရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အလောက်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်လာခြင်းဟာအောင်မြင်မှုရဲ့အဓိကတော့ချက်ဖြစ်တယ်လို့စာရေးသူကဆိုပါတယ်။အခုဆိုရင်တော့အခွင့်အလမ်းနဲ့ပတ်သက်လို့လေးလာခဲ့ကြပြီးပါပြီ။နောက်ပိုင်းမှာတော့အမွေအနှစ်အကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အပိုင်းနဲ့လက်စိတ်ကန်အမွေအနှစ်ဒီအပိုင်းမှာတော့စာရေးသူကရှင်ကျေးမှုမျိုးဆက်နဲ့ဘိုးဘွားပြည်ပင်ကနေဆင်းသက်လာတဲ့အမွေအနှစ်တွေကအောင်မြင်မှုအပေါ်ဘလို့တက်ရောက်မှုရှိလဲဆိုတာကိုဆွေးနွေးထားပါတယ်။ကင်တက်ကီပြည်နယ်ကတောင်ပေါ်ဒေသတစ်ခုမှာရာစုနှစ်ချီကြာအောင်ဖြစ်ပွားခဲ့တဲ့မိသားစုချင်းရံပွဲတွေအကြောင်းကိုလေ့လာကြည့်ကြရအောင်ပါ။ဒီဒေသမှာနေထိုင်သူအများစုဟာ Scott Ireland လူမျိုးနွယ်တွေဖြစ်ပြီးသူတို့ရဲ့ဘိုးဘွားပြည်ပင်တွေစီကနေ Castles of Honor ဂုံတိတ်ခါနဲ့ရှင်ကျေးမှုကိုအမွေဆက်ခံခဲ့ကြပါတယ်။ဒီရှင်ကျေးမှုမှာကိုယ့်ရဲ့ဂုံတိတ်ခါကိုစိန်ခေါ်လာရင်ရံပြန်ပြုတ်ဖို့အကြမ်းဖက်နည်းနဲ့ကာကွယ်ဖို့ကိုအားပေးပါတယ်။သူတို့ရဲ့ရှင်သန်မှုအတွက်သူတို့ရဲ့ဂုံတိတ်ခါကိုကာကွယ်ဖို့အရေးကြီးတယ်လို့ယုံကြည်ကြပါတယ်။ဒီလိုရင်ကျေးမှုဆိုင်ရာအမွေအနှစ်ကြောင့်ပဲအသေးအမွှားကိစ္စလေးတွေကနေမိသားစုချင်းရာစုနှစ်ချီကြအောင်ရံပွဲတွေဖြစ်ပွားခဲ့တဲ့ပုံကိုစာရေးသူကဖော်ပြပေးထားပါတယ်။တောင်သူလယ်သမားတွေနဲ့မွေးမြူရေးသမားတွေရဲ့ဓလေ့ကနေဆင်းသက်လာတဲ့ဒီဂုံတိတ်ခါရင်ကျေးမှုကခေတ်ကာလပြောင်းလဲသွားပြီမြသူတို့ရဲ့အပြုအမူတွေအပေါ်ဆက်လက်လွှမ်းမိုးနေခြင်းပဲဖြစ်ပါတယ်။ဒါဟာရှင်ကျေးမှုဆိုင်ရာအမွေအနှစ်ကလူတွေရဲ့အပြုအမူဆုံးဖြတ်ချက်တွေနဲ့ဘဝလမ်းကြောင်းတိုးတက်မှုအပေါ်ဘယ်လောက်ထိနက်နက်ရှိုင်ရှိုင်တက်ရောက်မှုရှိလဲဆိုတာကိုပြသတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။ဆက်လက်ပြီးကိုရီးယားလေကြောင်းလိုင်းရဲ့လေယာဉ်ပြတ်ကျမှုနှုန်းမြင့်မားခဲ့ခြင်းကိုစာရေးသူကဆန်းစစ်ခဲ့ပြီးကိုရီးယားယဉ်ကျေးမှုမှာအကြီးအကဲတွေကိုယူသေးလေးစားမှုအာဏာရှိသူကိုမေးခွန်းမထုတ်ရဲမှုတွေဟာလေယာဉ်မှုခန်းထဲမှာဘလို့တက်ရောက်မှုရှိလဲဆိုတာကိုဖော်ပြပေးထားပါတယ်။
တွဲဖက်လျင်မှုတွေကကပတိန်ရဲ့အမားကိုသိပေမဲ့ဓာတ်ရိုက်မပြောဝင့်ပဲတွေ့ဝိုက်ပြီးပြောဆိုတာတွေကြောင့်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှားယွင်းပြီးလေယာဉ်ပြစ်ချမှုတွေဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့် Korean Airlines ဟာသူတို့ရဲ့လေယာဉ်မှုတွေကိုအင်္ဂလိပ်စကားပြောလေ့ကျင့်မှုတွေပြုလုပ်စေပြီးအကြီးအကဲကိုဓာတ်ရိုက်ပြောဆိုခွင့်နဲ့ရှင်ကျေးမှုကိုဖန်တီးပေးခဲ့ပါတယ်။ဒီလိုပြောင်းလဲမှုတွေပြုလုပ်ပြီးနောက်ပိုင်းမှာ Korean Air ရဲ့လေယာဉ်ပြစ်ချမှုနှုန်းဟာတိတိတတ်တာလျော့ကျသွားခဲ့ပါတယ်။ဒါကလုံထုံးလုံနည်းရဲ့ဆက်သွယ်ပြောဆိုပုံအပေါ်တက်ရောက်မှုနဲ့အောင်မြင်မှုဒါမှမဟုတ်ကြောက်ရွံ့မှုအပေါ်ဘလို့ဆက်နွယ်မှုရှိလဲဆိုတာကိုပြသထားတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီနောက်မှာစာရေးသူကအာရှနိုင်ငံတွေကចောင်းသားတွေတင်ချာမှာဘာလို့ထူးချွန်လဲဆိုတာကိုလေ့လာထားပါတယ်။အရှိတိုင်းမှာစိုက်ပျိုးတဲ့စပါးစိုက်ပျိုးရေးဟာစ조사အားထုတ်မှုနဲ့စနစ်တကျလှုပ်ဆောင်မှုအပေါ်မှာအခြေခံနေလို့ဆိုပါတယ်။အနောက်တိုင်းမှာဂျုံစိုက်ပျိုးရေးဟာရာသီဥတုနဲ့မြေစီလွှာအပေါ်ပိုမိုမူတည်ပြီးစပါးစိုက်ပျိုးရေးကတော့ရေရရှိမှုပေါင်းမြတ်ရှင်းလင်းမှုပြိုးခင်းပြုစုမှုနဲ့အလုပ်စ조사မှုအပေါ်ပိုပြီးမူတည်ပါတယ်။အရှိတိုင်းအာရှတိုက်ကလယ်သမားတွေဟာတစ်နှစ်ပတ်လုံးကြိုးကြိုးစားစားပင်ပန်းလောက်ကင်ကြရပြီးသူတို့ရဲ့လှုပ်အားနဲ့စ조사မှုကရလက်ကောင်းတွေရရှိစေတယ်ဆိုတဲ့သဘောတရားကိုလက်ခံထားကြပါတယ်။ဒီလိုစိုက်ပျိုးရေးဓလေ့တွေကနေဆင်းသက်လာတဲ့အလုပ်စ조사တဲ့စိတ်ဓာတ်ဟာပညာရေးမှာလည်းအထောက်အကူဖြစ်စေတယ်လို့စာရေးသူကဖော်ပြထားပါတယ်။အလားတူသင်္ချာဘာသာရပ်ဟာလည်းစ조사လေ့ကျင့်မှုအချိန်ပေးမှုနဲ့စနစ်တကျပြဿနာဖြေရှင်းနိုင်မှုကရလက်ကောင်းတွေရစေတယ်ဆိုတဲ့သဘောတရားနဲ့ကိုက်ညီနေတယ်ဆိုတာကိုရှင်းပြထားပါတယ်။ဒါဟာအာရှကျောင်းသားတွေတင်ချာမှာအောင်မြင်ရခြင်းရဲ့ရှင်ကျေးမှုဆိုင်ရာအကြောင်းရင်းခံတွေတဲကတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မှာတော့နယူးယောက်မြို့ဘရုကလင်ကဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာတဲ့မာရီတာဆိုတဲ့ကျောင်းသူလေးတစ်ယောက်ရဲ့ဇာတ်လမ်းကိုဖော်ပြပေးထားပါတယ်။သူမဟာဆင်းရဲနွမ်းပါတဲ့ပတ်ဝန်းကျင်ကဖြစ်ပေမဲ့ KIPP Knowledge is Power Program လိုမျိုးစီကံတင်ချက်ပြီးတင် जा ချိန်ပုံမူများပြားတဲ့ပညာရေးအစီအစဉ်ကောင်းတွေကြောင့်ဘလို့အောင်မြင်မှုရခဲ့လဲဆိုတာကိုဖော်ပြထားပါတယ်။ KIPP စနစ်နဲ့တင် जा တဲ့စာသင်ကျောင်းတွေဟာပုံမှန်ကျောင်းတွေထက်တင် जा ချိန်ပိုများပြီးကျောင်းသားတွေရဲ့အားလျက်ကိုလည်းလျှော့ချထားပါတယ်။ဒါဟာကျောင်းသားတွေနိုင်ပေါင်းများစွာစာသင်ကြားလေ့ကျင့်ခွင့်ရစေပြီးနိုင်1000စီးမြင့်ကိုကျင့်သုံးထားတာဖြစ်ပါတယ်။ KIPP ကျောင်းတွေရဲ့ရည်ရွယ်ချက်ကတော့ပညာရေးစနစ်တွေကအခွင့်အလမ်းကွာဟချက်ကိုလျှော့ချနိုင်ဖို့ဖြစ်ပါတယ်။ဆင်းရဲတဲ့ကလေးတွေဟာအိမ်မှာလေ့ကျင့်မှုတွေအထောက်ပံ့တွေနည်းနိုင်ပေမဲ့ကျောင်းကနေဒီလိုအခွင့်အလမ်းတွေကိုပေးနိုင်တဲ့အတွက်သူတို့လည်းအခြားကလေးတွေလိုပဲအောင်မြင်နိုင်ချေရှိနေတာဖြစ်ပါတယ်။ဒီဥပမာကိုကြည့်ခြင်းအပြင်ဆင်းရဲနွမ်းပါးမှုရဲ့ဘေးထွက်ဆိုးကျိုးတွေကိုကျော်လွှားနိုင်ဖို့အတွက်ကောင်းမွန်တဲ့ပညာရေးအခွင့်အလမ်းတွေကဘလောက်အရေးပါလဲဆိုတာကိုသိရှိနိုင်ပါတယ်။လူတိုင်းဟာမှန်ကန်တဲ့အခွင့်အလမ်းနဲ့ပံ့ပိုးမှုတွေသာရမယ်ဆိုရင်တနေရာမဟုတ်တနေရာမှာထူးချွန်အောင်မြင်နိုင်တယ်လို့စာရေးသူကအခိုင်အမာဆိုထားပါတယ်။အခုဆိုရင်တော့အလာရစာအုပ်ကိုလေ့လာခဲ့ကြပြီးပါပြီ။အောင်မြင်မှုဆိုတာတဦးချင်းစီရဲ့အရေးချင်းတစ်ခုတည်းပေါ်မှာမူတည်တာမဟုတ်ပဲပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာတွေမိသားစုကလက်ဆင့်ကမ်းတဲ့အမွေအနှစ်တွေနဲ့အခွင့်အလမ်းတွေကလည်းအဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။အောင်မြင်သူတွေကိုရိုးရိုးရှင်းရှင်းဉာဏ်ကြီးရှင်ဒါမှမဟုတ်ပါရမီရှင်တွေလို့ရှုမြင်သတ်မှတ်မဲ့အစားသူတို့ရဲ့နောက်ွယ်ကထူးခြားတဲ့အခွင့်အလမ်းတွေမွေးဖွားရာအချိန်တွေရဲ့အားသာချက်တွေပြင်းပြတဲ့လေ့ကျင့်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတွေကိုနားလည်အောင်မြင်တတ်ဖို့ဖော်ပြပေးထားပါတယ်။လူမှုပတ်ဝန်းကျင်ကစနစ်တွေဟာလူတဦးချင်းစီရဲ့အောင်မြင်နိုင်ခြေအလားအလာကိုဘလောက်အထိပုံဖော်ပေးနိုင်တယ်လဲဆိုတာဒီစာအုပ်မှာလေးလာခဲ့ကြတဲ့အလျောက်ပရိသတ်ကြီးတို့အနေနဲ့လည်းမိမိအတိုင်းဝိုင်းကလူတဦးချင်းစီရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးုံသာမကအောင်မြင်မှုအတွက်အထောက်အကူဖြစ်စေမဲ့ပတ်ဝန်းကျင်တွေအခွင့်အလမ်းတွေနဲ့ပညာရေးစနစ်တွေကိုဖန်တီးပေးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်းနဲ့တင်ဆက်မှုကိုအဆုံးသတ်ချင်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။